တနေ့ကွယ်သိနေသို့တခါကူမသိဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလေလားသိနေရတခါသွားရလိုက်ပဲဒါမရဘူးနေတဲ့နေရကွယ်နာလေထွက်လာလိုက်ဝင်သွားလိုက်ထွက်လာလိုက်ဝင်သွားလိုက်အဲ့ဒီလိုနေကွယ်ပေါင်းများလာလို့ရှင်သိဆုံးသွားကြမှာပဲတဲ့ကမ္ဘာလောကကြီးထဲမှာအဲ့ဒါဆိုလို့တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာစီဝိတံဥပါရောစတိအာယုခေတိမစ္ဆနံကုဏတိတံဝဩရကမြင့်ငယ်လေးချောင်းလေးထဲမှာအိုင်လေးထဲမှာရှိတဲ့ရေတွေလိုပဲတဲ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ခမ်းသာသွားတာရေမတိုးလားနော်ချောင်းတွေကအိုင်တွေကရေတွေဟာတဖြည်းဖြည်းခမ်းသွားတာသာရှိတယ်ပိုးလာတာမရှိဘူးအဲ့ဒါတို့ရဲ့သူ့ရဲ့အသက်ဟာလေတနေ့ပြီးရင်တခါခမ်းသွားပြီတနေ့ပြီးရင်ဆိုလိုတာကတိုင်းထားပြီဆိုလို့ရှိရင်တေပိယစမှလာတဲ့အတိုင်းဆိုနော်စက္ကန့်ရက်တဲ့ခါမှာအတိုင်းအဖောက်ဆိုချီရှိတယ်နော်စက္ကန့်တစ်ချက်ခတ်လိုက်တာနဲ့တိုးသွားတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားအတိုင်းချီကတိုးသွားတာအဲ့ဒါကိုစက္ကန့်ချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးလို့ဆိုတာတနေ့ပြီးရင်တိုးသွားပြီတနေ့ပြီးရင်တိုးသွားပြီအဲ့ဒါကိုယ်သက်ဟာဒီနေ့တဲ့နှစ်ပြန်တက်ပို့တိုးသွားပြီနှစ်ပြန်ကုန်သွားရင်ပို့တိုးသွားပြီတနေ့ပြီးတနေ့အဲ့ဒါတိုးနေတာလို့ပြောအောင်တိုးနေတယ်ဆိုတာဘာလို့သိမင်းရောက်လာဖို့အချိန်ကနေလာတယ်လို့သူဆိုလိုတာနော်ရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားပြန်တစ်ချက်ခတ်လိုက်တာနဲ့တိုးသွားနောက်ကြတော့အကုန်လုံးပြီးသွားတဲ့အဆင့်ရောက်သွားလူအသက်ဟာပဲအဲ့ဒီလိုပဲတဲ့အဲ့တော့အသက်ဆိုတာတမိုးထားပြီးတော့အမျက်ရအောင်မထုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာမှရလိုက်မှာမဟုတ်ဒါကြောင့်အသက်စီဝိဒကနေတမိုးရှားအောင်သို့မဟုတ်တမိုးရှိတဲ့အရာထုတ်ယူခြင်းဝိပဿနာတရားအထုတ်ပါလို့ပြောတာနော်အသက်ထဲကရလိုက်တဲ့တမိုးဘာလို့ဆိုအသက်ဆိုတာစက္ကန့်ချီမျိုးတိုးရရှိကိုရက်တိုင်းတိုးနောက်ချမ်းဘယ်တော့မှပြမလဲဘူးတနေ့ပြီးတနေ့တိုးသွားမှာပဲဒါတန်ဝေကယူရအခုလိုကိစ္စမျိုးကတန်ဝေစနိယေသူဌာနေသူတန်ဝေခေါ်တန်ဝေကဖြစ်တဲ့နေရာတန်ဝေကဖြစ်အောင်ကြိုးစားရမယ်ဒါနော်တာထုကိလနဆိုတာတန်ဝေကဖြစ်ဖို့သူတော်ကောင်းတွေရဲ့တန်ဝေခါနဲ့သဘာဝတရားကိုနားလေသဘောပေါက်တာကောင်းတဲ့ခုလေးကိုထုတ်ဖို့ပြောဆိုပြီးတော့တန်ဝေကဖြစ်အောင်ကြိုးစားတာသာဓုကိလနာအဲ့လိုဆိုလို့